သမီးလေနာလိုက်သွားပြီတဲ့ဟမ်ငါ့ကိုလည်းအမေရလို့လာမတတ်မှတ်နေနဲ့နင့်ကိုလည်းငါသမီးဖြစ်ကအမွေဖြတ်ဆုပ်လွတ်လိုက်တယ်တက်လားငါတည်လည်းနေမလားနဲ့နင်တည်လည်းငါမလာဘူးကွာကရဲ့တော့သမီးလေနာလိုက်သွားပြီတဲ့ဟမ်မဟာနေနဲ့ဟေးဟိုမှာလိုက်သွားပြီတဲ့ငါအတန်နဲ့ပြောထားတယ်ကြားတယ်ဟာကွယ်ဒီကောင်လေးကငါမကြိုက်ပါဘူးလို့ဒီကောင်နဲ့ပဲလိုက်သွားတယ်လေမလေးငါသမီးလေးတော်လာကြီးနေခုတော့ရောင်မမြည်စီထွက်သွားပြီစိတ်ညစ်ဟာမင်းမကြိုက်တော့ဘာဖြစ်နေမင်းနဲ့ပေါက်ရတာမဟုတ်လားဟိုမှာ तू ကြိုက်လို့ तू တောင်လိုက်သွားပြီဖေကျမစိတ်ပူတူအောင်မလုပ်နဲ့နော်မိဘစကားနားမထောင်တဲ့သမီးဒီတဲ့ကျမအိမ်နေရမယ်လို့မထင်ဘူးဖုံးလာနေချက်ဘာမှဝင်မပြောနဲ့လောမပြောဘူးမပြောဘူးနင်ဖုံးထိုးလာတာဒီတစ်ခါနောက်ဆုံးဖြစ်စေနော်ငါ့ကိုလည်းအမေရလို့လာမတတ်မှတ်နေနဲ့နင့်ကိုလည်းငါသမီးဖြစ်ကအမွေဖြတ်ဆုပ်လွတ်လိုက်တယ်တက်လားငါတည်လည်းနေမလားနဲ့နင်တည်လည်းငါမလာဘူးဒါပဲဟေးဟိုမှာဘာဒီများပြောနေလို့မင်းကဒီလောက်တော့ဒေါသထွက်နေရတော့သမီးကိုဟိုဖေးလူကြီးတွေကလာအပ်ဖို့လို့ပြောနေလေအဲ့ကြောင့်ကျမမပြောဘူးလို့ပြောလိုက်တယ်နင်းစီတို့ကလှုပ်ရင်လည်းစစ်စစ်ပဲပြောရင်လည်းပြတ်တာဒါပဲဒီမှာဒေါ်နင်းစီအစားကိုကုံအောင်စားရတယ်စကားကိုကုံအောင်မပြောရဘူးသိလားအခုဟာမင်းတို့ကသဘောမတူဘူးဆိုပြီးပြန်ခွဲဖို့လားလို့ပြန်ခွဲတော့မှလဲခွဲလို့ရောက်ကိုသမီးကအပြိုးပြဖြစ်လာမှတဲ့လားအဲ့ဒါဆိုရင်ဘာမဆိုင်တဲ့တေကိုင်းရှင်ကဖြတ်တဲ့စကားတွေပြောရတာလဲမသိဘူးပြောချင်တာတော့ပြောလိုက်မိပြီမဖြစ်နိုင်တဲ့ဟာတွေအခုဒီလိုမျိုးဖြစ်သွားပြီဆိုတော့သူတို့ဘဝလေးတွေမငြိမ်းရိုင်သွားရအောင်မိဘတွေအနေနဲ့မိဘဝတရားအရာထိမ်းများလက်ထပ်ပေးပြီးတော့ထိမ်းချောင်းတက်မှတ်ပေးရမှာအဲ့ဒါမိဘတာဝန်ပဲအဲ့ဒါအခုဟာမင်းပြောလိုက်တဲ့စကားရင်းနှီးတဲ့သူကိုဝါးနဲ့ထိုးချတဲ့လိုမျိုးဖြစ်နေပြီအခုမင်းသမီးလေးကိုတေကိုင်းရှင်ကဖြတ်တဲ့စကားတွေပြောလိုက်တာတစ်ဖက်မိသားစုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာငါတို့သမီးလေးဘယ်လောက်မျက်နှာငယ်လိုက်မလဲမင်းမစဉ်းစားကြည့်ဘူးလားမင်းသဘောမတူရင်လည်းကောင်လေးတွေဘက်ကဝတရားအရာမင်္ဂလာဆောင်ပေးမှာပဲအဲ့အချိန်နှစ်ဖက်မိဘကြောတဲ့အခါသူ့ရဲ့မိဘတွေမရှိတဲ့အခါငါတို့သမီးလေးဘယ်လောက်မျက်နှာငယ်လိုက်မလဲဘယ်လောက်စိတ်အားငယ်လိုက်မလဲမင်းတွေးကြည့်စမ်းဒါလည်းမတွေးမိဘူးတချို့အရာတွေကမဖြစ်ခင်ကကြိုတားရတယ်ဖြစ်သွားတဲ့အခါကျတော့မိဘဝတရားအရာပြင်လို့မရတဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်လုပ်ပေးရမှာပဲဒါတွေကတောင်းဆိုပလုံးဆိုးကိုပဲပြည်ရိုးထုံးစံရှိတယ်တာဆိုသမီးဆိုကိုပြည်ရိုးထုံးစံမရှိရမိမအခုလဲသူ့အသက်အရွယ်နဲ့သူ့လမ်းသူရှာဖို့သူလှုပ်သွားပြီဘာလို့မိဘဝတရားအရာလှုပ်ပေးတင်တာလှုပ်ပေးရမှာပဲဘာလို့သမီးလေးကသမီးဆိုလေးမဟုတ်တဲ့အတွက်ခွင့်လှုပ်ပေးလိုက်ပါနော်မိမနော်ဟုတ်တယ်နော်မိရဲ့အသက်တွေမာနတွေကြောင့်သမီးလေးကိုတခါမှမပြောဘူးတဲ့စကားတွေပြောလိုက်မိပြီကျေးဇူးပဲနော်ကိုအခုလိုပြောပေးတဲ့အတွက်တတိပေးတဲ့အတွက်တချို့မိဘတွေကလေမင်းတို့လိုပဲသဘောမတူဘူးလေဘာလေးနဲ့အချိန်တိုင်းသမီးကခလေးမွေးလို့မီးလေးရတဲ့ခါကြလေသူတို့ပဲအရင်ပြေးလာကြတယ်တကယ်လည်းပြတ်နိုင်ကြတာလည်းမဟုတ်ဘူးအခုမင်းတို့ပြောလိုက်တဲ့တချို့စကားလုံးတွေကလေကိုသမီးတွေကခံနိုင်ရရှိပေမဲ့တမတ်လောက်တဲ့လူတွေဖို့ကလေစိတ်ထဲမှာတသက်လုံးဆွဆွမြဲမြဲမှတ်ထားတတ်တယ်အဲ့ဒါလည်းမြဲမြဲမှတ်ထားနော်အဲ့ဒါကြောင့်အစားကိုကောင်းအောင်စားစကားကိုကောင်းအောင်မပြောနဲ့လို့ပြောတာ